မြတ်စွာဘုရားရှင်နဲ့တကွာဘုရားတရားတန်ခါကိုဥခိုက်ရှိခိုးကြော့ပါတယ်အခုကြွားရောက်လာကြတဲ့နိုင်ငံတော်အကြီးအကဲများနိုင်ငံတော်ပုဂ္ဂိုလ်များနဲ့တကွာဒီအကယ်ဒမီဆိုကြီးကိုအကဲဖြတ်ပေးကြတဲ့ရုပ်ရှင်အစည်းအရုံးကပပဦးကြည်စိုးထုံးနဲ့တကွာအကဲဖြတ်ထိုင်များအားလုံးရှင်နေကနေလိုက်လဲလဲနဲ့ကျေးဇူးတင်ပြီးတော့ကာရဝပြုပါတယ်ရှင်ဘိုးတို့နုပညာသမားတွေအတွက်မှတ်တိုင်တစ်ခုဖြစ်တဲ့ဒီအကယ်ဒမီရွှေစင်ရုပ်ထုကြီးကိုကျေးဇူးရှင်နေဆရာသမားတွေကြောင့်ချေရတဲ့ပြိသက်တွေကြောင့်ဘိုခုဒီစုကြီးကိုရရှိပိုင်ဆိုင်ခဲ့ပါပြီမန္တလေးကနေပြီးတော့ဝါသနာတစ်ခုနဲ့တက်လာတဲ့မိန်းကလေးတယောက်ကိုနုပညာပြိုခင်းဆိုတဲ့ဘိုးရဲ့ဆရာတွေဖြစ်တဲ့အန်ကယ်လေးကိုပြေတီဦးကိုနေတိုးကိုမြင့်မြတ်ကိုခန့်စီသူကိုဝိုင်းနဲ့ဆရာများကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာတွေကြောင့်ဘိုးကနုပညာကိုချစ်တဲ့နုပညာကိုဒီနေရာထိရောက်အောင်ရောက်လာခဲ့တာပေါ့နော်ပြီးတော့နောက်ထပ်ကျေးဇူးတင်ခြင်းနဲ့ဘိုးရဲ့ကျေးဇူးရှင်နေဖြစ်တဲ့ဘိုးပေါ်မှာကျေးဇူးအများကြီးရှိတဲ့မောင်မီဖျားရုပ်ရှင်ထုတ်လုပ်ရေးအောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကဒေါက်တာကျော်ဦးနဲ့ကိုအောင်ကိုဦးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အကိုရဲ့ချစ်ချင်းမေတ္တာနဲ့တုံသင်ဆုံးမသင်ကြားပေးမှုတွေနဲ့ဘိုးကဒီစုကြီးကိုပဲရခဲ့တာပါပြီးတော့ဒီကားကြီးကိုပုံဖော်ရိုက်ကူးတယ်ဒရိုက်တာမဲမင်းပုံလည်းအရန်ကျေးဇူးတင်ပါတယ်ရှင်မောင်မီဖျားမှာပါဝင်တယောက်ဆောင်နဲ့မာကြီးဆိုမခိုင်နှင်းဝေတငယ်ချင်းတိုင်ရွန်တို့မယူတို့အားလုံးကိုလည်းတင်းပြီးတစ်ခုလုံးကိုပေါ့နော်အများကြီးကျေးဇူးတင်ပါတယ်လို့ဘိုးနောက်ထပ်ကျေးဇူးတင်ချင်တာဘိုးစိတ်သက်တွေကြတိုင်းလက်လျှော့ခြင်းတိုင်းဘိုးရဲ့မိဘနှစ်ပါးကိုအမြဲတမ်းပြောဖြစ်တယ်ဆက်မလုပ်ချင်တော့ဘူးလုံရင်းနဲ့လမ်းပြောင်းနေတယ်ဆိုပြီးပြောတဲ့အတိုင်းမှာဘိုးရဲ့ဖေဖေကသမီးဆက်လုပ်ရမယ်သမီးကအကယ်ဒမီမင်းသမီးဖြစ်အောင်မယ်လို့သူအမြဲတမ်းပြောခဲ့တယ်ပြောတိုင်းအိုက်တုံးကတော့ဖေဖေကိုစိတ်ဆိုးမိတယ်ဘလို့စူးစမ်းအောင်လဲမသိဘူးလမ်းပြောင်းနေတယ်အရန်ခက်ခဲတဲ့လောကကြီးမှာလဲနေပါတယ်ဆိုဖေဖေကသူဖြစ်ချင်တာကိုဘာလို့ရမ်းပြောနေတာလဲငါဆန္ဒတော်မှမသိဘူးလားဆိုပြီးတော့ဖေဖေကိုစိတ်ဆိုးခဲ့တယ်ငယ်ကလေးကလည်းအခုချိန်ထိမိဘရဲ့အတွက်စုဆိုလို့ဘာစုမှမယူပေးနိုင်ခဲ့ဘူးပေါ့နော်ဒီစုကတော့လေတကယ်ကိုဖေဖေနဲ့မေမေအတွက်အရန်ကိုဂုံယူပြီးတော့ဝမ်းသာရမယ်စုလို့ပဲထင်ပါတယ်ဒါဖေဖေနဲ့မေမေအတွက်သမီးယူပေးနိုင်တဲ့အကောင်းဆုံးစုကြီးပဲဖြစ်ပါတယ်ရှင်ပရိသတ်တွေအားလုံးဘို့ချစ်ပေးပြီးတော့ဘို့အခုလိုမျိုးမျှော်မှန်းပေးကြတဲ့အားလုံးလဲဘို့နဲ့ထပ်တူအခုလိုမျိုးပီတိတွေခံစားရမယ်လို့ထင်ပါတယ်အားလုံးလဲရင်ထဲကနေလိုက်လဲကျေးဇူးတင်ရှိပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်